ဂျော်ရှူအာဘန်ကတော့မကြာခင်အတွင်းမှာသူ့ရဲ့ပွဲစဉ်လာတော့မယ်ဆိုပြီးတော့ဒါလူမှုကွန်ရက်စာမျက်နှာကနေတရားဝင်ချပြလာခဲ့ပြီလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါသူရစပေါ့ကနေကြိုးဆိုပါရစေ။ကျွန်တော်ဒါပြီးခဲ့တဲ့တပတ်ကြော်တပတ်ဝန်းကျင်လောက်ပေါ့နော်။အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်တော့ဒါစက်တင်ဘာလထဲမှာဂျော်ရှူအာဘန်ရဲ့ဒါပွဲစဉ်ပြန်လည်ပြီးတော့ဒါရှင်ပြိုင်ထိုးသက်မယ်ဆိုပြီးတော့သတင်းတွေကထွက်ပေါ်ခဲ့တာရှိတယ်။အဲ့ဒီအချိန်ကလုံးဝဒါအတီးပြုလို့တော့မရသေးဘူးနော်။ဒါသတင်းဒီတိုးတော့ဆိုတဲ့ပုံစံမျိုးပေါ့လေဒါပေမဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ကာယကံရှင်ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်ရဲ့ဒါချန်ပီယံဘန်ကတော့သူ့ရဲ့ပွဲစဉ်ကဒါမကြခင်အတွင်းမှာလာတော့မယ်ဆိုပြီးတော့တရားဝင်ဒါချပြသွားခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဒီလာကတော့ကျွန်တော်အားလုံးသိထားခဲ့တဲ့အတိုင်းပဲဒါစက်တင်ဘာလထဲမှာပဲပွဲစဉ်ကဒါရှင်ပြိုင်ထိုးသက်သွားရမှာလည်းဖြစ်တယ်ပြိုင်ဘက်ကလည်းကျွန်တော်အားလုံးဒါထင်ထားခဲ့တယ်သိထားခဲ့တဲ့အတိုင်းပဲပန်တူဂျာဆိုပြီးတော့ဒါသတင်းထောက်တော်တော်များများပေါ့နော်ဒါသတင်းသမားတော်တော်များများနောက်မီဒီယာဆိုရှယ်တော်တော်များများကတော့ပန်တိုဂျာဆိုပြီးတော့လုံးဝကိုဒါရေးသားဖော်ပြနေကြတာလည်းရှိတယ်ဒါကလည်းလုံးဝကိုဖြစ်နိုင်ခြေကဒီ 100% တေချာတော့ရှိတဲ့သတင်းလို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့ဒီတက်စရိုတိုင်ယာနဲ့ပွဲမတိုင်ခင်ကတည်းကဒီပန်တိုဂျာကလည်းသူ့အနေနဲ့injury ပိုင်းအရာဒါအကောင်းဆုံးအနေထားဖြစ်နေပြီဒါဘန်နဲ့မကြည့်ဝဲပြန်နေပြီးတော့ထိုးသက်ချင်တယ်ဒီလိုပုံစံမျိုးတွေနဲ့ခဏခဏစိန်ခေါ်တယ်ပေါ့ဗျာပြီးတော့တက်စလိုတန်ယာနဲ့ထိုးသက်ခဲ့တဲ့ပွဲစဉ်ကိုကြည့်ပြီးတော့လဲသူကဘန်ရဲ့အားနည်းချက်တွေကဘယ်လိုမျိုးရှိလဲဘန်ကိုဘယ်လိုမျိုးအသာစီးယူရမလဲဆိုတဲ့ပုံစံမျိုးတွေကစသူ့အနေနဲ့ဒါဟာခွက်တွေကိုရှာတွေ့သွားခဲ့ပြီဆိုပြီးတော့ဒါတရားဝင်ပြောဆိုသွားခဲ့တာလည်းရှိတယ်ပြီးတော့ကျွန်တော်ရဲ့ချန်ပီယံဘန်ကိုယ်တိုင်ကဒီပန်တိုဂျာကိုအနိုင်ယူပြီးတဲ့နောက်ပိုင်းမှာသူ့အနေနဲ့မထင်မှတ်ထားတဲ့အနေအထားကနေချန်ပီယံကပတ်ကိုရခဲ့တဲ့အတွက်ကြောင့်မလို့အဲ့လိုပုံစံမျိုးကိုလည်းတိတ်ပြီးတော့မလိုချင်ဘူးပန်တိုဂျာကိုထပ်ပြီးတော့ဒါအခွင့်အရေးပေးသွားမယ်ပန်တိုဂျာသားလည်းသူ့ရဲ့ဒီ injury ပိုင်းကပြန်ပြီးတော့ကောင်းလာခဲ့မယ်ဆိုလို့ရှိရင်ဒါသူနဲ့ထပ်ပြီးတော့ဒါအခွင့်အရေးပေးပြီးတော့ဒါမကြေပွဲအနေနဲ့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုပြီးတော့ဒါပြောဆိုထားခဲ့တာလည်းရှိတယ်ဆိုတော့ဒီသတင်းကလုံးဝကိုဒါ confirm ဖြစ်တဲ့အနေအထားမျိုးလို့ပြောရမယ်လက်ရှိဒီflyweight တန်းရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပန်တိုဂျာကလွဲလို့ရှိရင်ကျန်တဲ့ fighter ကတစ်ယောက်ပဲရှိတယ်အဲ့ဒါကမာနက်ကတ်ပြီးတော့မာနက်ကတ်ကိုယ်တိုင်ကလည်းသူ့အနေနဲ့ဒီနောက်ဆုံးပွဲစဉ်မှာဂန်နဝဲ fighter ပြီးတော့ wire fighter တူဖြစ်တဲ့ဒီ KOG ကိုဗျာလုံးဝအမောက်သိပ်ပြထားခဲ့သည့်တိုင်အောင်ဘန်နဲ့ချန်ပီယံကပတ်လူရမယ်ဆိုတဲ့ခံစားချက်မျိုးတွေသူ့မှာကသိပ်ပြီးတော့ရှိနေတာမျိုးမဟုတ်ဘူးတိတ်ပြီးတော့မျှော်လင့်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ UFC ရဲ့အခင်းချင်းကိုသူကလည်းကောင်းကောင်းကြီးကိုမှနားလေတယ်တကယ်လို့မာနယ်ကန်နဲ့ဂျော်ရှူအာဘန်ပွဲတင်တာတဲ့စာလို့ရှိရင်ပထမဦးဆုံးနေတဲ့ပန်တိုဂျာနဲ့ဂျော်ရှူအာဘန်ကိုမကြည့်ဝဲတင်လိုက်မယ်အဲ့ဒီအခင်းချင်းကိုစောင့်ကြည့်နေတဲ့လူတွေကတော်တော်ကြီးကိုများတာအဲ့အတွက်ကြောင့်မလို့ပဲသူကိုယ်တိုင်ကလည်းအေးဆေးဆေးအနားယူရှင်သေးတယ်ပွဲကိုတိတ်ပြီးတော့စောစေးဆေးလက်ခံမှာမျိုးမဟုတ်ဘူးဒီဘန်နဲ့ပန်တိုဂျာတို့ဒါမကြည့်ဝဲထိုးမယ်နိုင်တဲ့သူနဲ့သူကထပ်ပြီးတော့တွေ့မယ်ဒီလိုပုံစံမျိုးတွေနဲ့ခင်းချင်းပြီးတော့ပြောဆိုထားခဲ့တာကိုရှိတယ်ဆိုတော့နောက်ွက်ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်တေချာပေါက်ဂျော်ရှူအာဘန်ရဲ့ပြိုင်ဘက်ကပန်တိုဂျာဖြစ်လာနိုင်မယ်ဆိုတော့မကြေပွဲစဉ်ကိုကျွန်တော်အနေနဲ့လာမယ့်စက်တင်ဘာလထဲမှာထပ်ပြီးတော့ဒါကြည့်ခံစားရမယ်အနေအထားမျိုးလည်းဖြစ်ပါတယ်ဆိုတော့ဖိုက်တာ2ယောက်ရဲ့အနေအထားကိုကျွန်တော်တို့ကကြည့်ရအောင်ပေါ့နော်ဒီပထမထိုးသားခဲ့တဲ့ပွဲစဉ်အနေအထားရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖိုက်တာလေးကလူငယ်ဖိုက်တာတယောက်အနေနဲ့ဒီရှော့နို့တဲ့ပွဲစဉ်ပေါင်းများစွာကိုဒါထိုးသက်ပေးခဲ့ရပြီးတော့ဒါချန်ပီယံကပတ်ကိုလူခဲ့ရတယ်ရခဲ့ရတယ်ပြောမယ်ဆိုကျွန်တော်တို့ကဒီအောက်ကနေမော်ပြီးတော့ကြီးခဲ့ရတဲ့အနေအထားမျိုးပန်တိုဂျာကကြတော့ချန်ပီယံကပတ်ကို၄ချိန်တိအောင်မြင်အောင်ကာကွယ်ထားနိုင်ခဲ့တဲ့ဖိုက်တာဆိုတော့တော်တော်ကြီးကိုမှဒါအတွေ့အကြုံပါအရာကောင်းတဲ့ fighter တယောက်ပေါ့နော်ဒီလို fighter မျိုးနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ကဒါအောက်ကနေကစားရတယ်တစ်ဖက်ကတော့ဒါအပေါ်စီးကနေပေါ့နော်စိတ်သက်ပိုင်းအရာကိုပြောတာနော်စိတ်သက်ပိုင်းအရာကိုပြောတာလက်ရှိမှာကကြတော့အဲ့အခင်းချင်းတွေကလုံးဝကိုပြောင်းလဲသွားပြီပထမဆုံးပန်တိုဂျာကိုကျွန်တော်တို့ကြည့်မယ်ပန်တိုဂျာကသူ့ရဲ့ဒီမထင်မှတ်တဲ့အနေအထားမျိုးကနေဒါလုံးဝလက်ကအဆက်လွဲတယ်ဒါကျိုးသွားတယ်ဒီလိုပုံစံမျိုးကနေရှုံးနေသွားတဲ့အတွက်ကြောင့်မလို့မကျင်မတဲ့ပုံစံမျိုးတွေနဲ့စိတ်ခံစားချက်ပိုင်းအရာတော်တော်ကြီးကိုမှမသိမသာဖြစ်ခဲ့ရတဲ့အနေအထားမျိုးတွေကိုလည်းကျွန်တော်တို့ကမြင်တွေ့ခဲ့ရပါပြီဆိုတော့ဘန်နဲ့တွေ့လို့ရှိရင်ဗျာကန်ကောင်းပြီးတော့ချန်ပီယံဖြစ်လာခဲ့တဲ့ကောင်လေးမောင်ကန်ကောင်းဖိုးကန်ကောင်းဆိုတဲ့ပုံစံမျိုးလေးတွေနဲ့အမြဲတမ်းလိုတာခနဲ့တက်ပြောဆိုနေတဲ့ဖိုက်တာပေါ့နော်ဒါကြောင့်သူ့ရဲ့စိတ်သက်ပန်းအရာကတော်တော်ကြီးကိုမှရက်ရိုင်သွားတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့ဒီလက်ဆက်ကြိုးထားတဲ့ injury ပိုင်းကလည်းဘယ်လောက်ထိ recover ပြည့်နေမှာလဲဘယ်လောက်ထိကောင်းနေမှာလဲ training ပိုင်းတွေကရောပို့ပြီးတော့ပြီးဆုံးရဲ့လားဒီအနေအထားမျိုးတွေကိုကျွန်တော်ထပ်ပြီးတော့ဒါစောင့်ကြည့်ရမယ့်အနေအထားမျိုးပေါ့နော်ဆွမ်းဆောင်ရေးပိုင်းကအရင်လိုမျိုးကြီးကောင်းမှာအောင်မလားကျွန်တော်တို့ဒါမနေ့ကထိုးသွားခဲ့တဲ့ corner ရဲ့ပွဲစဉ်ကိုပဲကြည့် corner ကခြေကျိုးထားတဲ့အတွက်ကြောင့်မလို့ဒါမထင်မှတ်ထားတဲ့အနေအထားမျိုးကနေဒါဟန်ချက်ပြစ်ပြီးတော့ခြေထောက်ကထပ်ပြီးတော့ဒါဒူးဆက်က
ကျိုးသွားတယ်ဒါလဲသွားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးကိုကျွန်တော်ကမြင်တွေ့ရတယ်အဲ့လိုပဲပန်တူဂျာကလည်းဒီလက်က injury ပိုင်းဖြစ်ထားတဲ့အတွက်ကြောင့်မလို့ဒီဟာကောင်းကောင်းကြီးလုံနိုင်ပါမလားဒါကလည်းထပ်ပြီးတော့ကျွန်တော်ဒါတန်တရားဖြစ်เสียကောင်းတဲ့အချက်ပေါ့နော်ဒါကတော့ထားတော့ပန်တူဂျာကပြောမယ်ဆိုရင်ဒါအရှုံးကနေသူကဒီရုံးထားရမယ်ပြီးတော့မခံချင်စိတ်နဲ့သူကထိုးရမယ်ဖိုက်တာပြီးတော့ကျွန်တော်တို့ရဲ့ညီငယ်လေးကကြာတော့အရင်ကပုံစံမျိုးမဟုတ်ဘူးသူတို့အနေနဲ့ဘလို့ပဲကန်ကောင်းလို့ချန်ပီယံဖြစ်လာခဲ့တယ်ပဲပြောနောက်တက်တွေ့ခဲ့ရတဲ့တက်စရိုတိုင်ယာလိုဖိုက်တာမျိုးတက်စရိုတိုင်ယာဆိုတာကလက်ရှိဒီဖလန်ဝိတ်တိုင်းရဲ့ ground ဘိုင်းမှာဆိုလို့ရှိရင်ပန်တူဂျာပြီးလို့ရှိရင်သူကလုံးဝဒုတိယအကောင်းဆုံး ground ဘိုင်းအကောင်းဆုံး submission ဘိုင်းအရာတကယ်ကိုကျွယ်တဲ့ fighter တယောက်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဒီလို fighter မျိုးကတော့မဲ့ကို fighter ကိုလွယ်ကူဒီတိတ်တောင်းယူနိုင်ခဲ့သည့်တိုင်အောင်ကျွန်တော်တို့ကလည်းအဲ့ဒီဟာကိုပြန်ပြီးတော့ဒါတစ်ဖက်နေလုတ်ပြသွားတာကြီးကတော်တော်ကြီးကိုကြမ်းတယ်ပြီးတော့ကိုအားသာတဲ့ boxing ပိုင်းနဲ့ပဲဒိုင်ပွဲရဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကလုံးဝကို share တိတ်ထားတာအဲ့လိုစွမ်းဆောင်ရည်တွေကြောင်းမလို့ပဲကျွန်တော်ရဲ့ဒါညီငယ်လေးဂျော့ရှူအာဘန်ရဲ့ချန်ပီယံခပတ်ချန်ပီယံဆိုတဲ့ဂုဏ်ပုတ်ကတစ်ကမ္ဘာလုံးကလည်းထိုက်တန်နဲ့ဒါလက်ခံသွားပြီးတကယ်ချန်ပီယံအဆက်မှန်ဆိုတဲ့ပုံစံမျိုးတွေပြီးတော့ကိုဖိုက်တာလေးရဲ့စိတ်သက်ပိုင်းဆိုင်ရာကလည်းလုံးဝကိုအမြင့်ဆုံးမှာရှိနေမှာကလုံးဝကိုအသေးချာပဲလက်ရှိမှာဘယ်လိုကောင်းမဲလာသူ့အနေနဲ့အနိုင်ယူဖို့က100%တရားရခိုင်လို့အပြည့်ယုံကြည်မှုရှိလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ဒီပွဲမှာပန်တိုဂျာကဒီစိတ်သက်ကြဆင်းမှုတွေပြီးတော့ကြိုးထားတဲ့အနေအထားမျိုးကနေပြန်ပြီးတော့ဒါလာရတဲ့အတွက်ကြောင့်မလို့သူကဒါအောက်ကဖြစ်သွားတယ်ကျွန်တော်တို့ကတော့ယုံကြည်မှုပိုင်းအရာပို့ပြီးတော့အမြင့်ဆုံးကိုရောက်နေတယ်ပြီးတော့အသက်ကလည်းငယ်သေးတယ်ပြီးတော့ striker ပိုင်းမှာလည်းတကယ်ကိုမှကောင်းတဲ့ fighter ပြီးတော့ ground ပိုင်းမှာဆိုလို့ရှိရင်လည်းပြန်ပြစ်တရည်ဒီတိတ်ထားလုပ်တဲ့အနေအထားမျိုးဆွဲလဲတဲ့အနေအထားမျိုးကိုဘယ်လိုပုံစံမျိုးနဲ့ရုံထွက်ရမယ်ဘယ်လိုပုံစံမျိုးနဲ့အာမသုံးမဲ့နဲ့အေးအေးဆေးဆေးဒါပြန်ပြီးတော့ defend လုပ်ရမယ်ဒါတွေကိုကောင်းကောင်းကြီးနားလည်တဲ့အတွက်ကြောင့်မလို့ဒီပွဲကဘယ်လိုပဲဖြစ်ဖြစ်ဂျော့ရှူအာဘန်ရဲ့ဒါစိတ်ထားကအမြင့်ဆုံးမှာယုံကြည်မှုပိုင်းအရာတကယ်ကိုအကောင်းဆုံးအနေအထားမျိုးမှာရှိနေလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒါပေမဲ့ဒီပွဲကဘယ်လိုပဲဖြစ်ဖြစ်ပြည်သက်တွေစိတ်ဝင်စားမှုပိုင်းအရာလည်းတကယ်ကိုမှအမြင့်ဆုံးမှာရှိမယ်။ပြီးတော့ဂျော့ရှူအာဘန်နဲ့ပန်တိုဂျာကိုထပ်ပြီးတော့အနိုင်ယူပြနိုင်မယ်ဆိုလို့ရှိရင်တော့လုံးဝကိုမှလက်ရှိဒီ flyweight တိုင်းရဲ့ဂုတ်တယောက်အနေနဲ့ကျွန်တော်တို့ကတတ်မှတ်သွားနိုင်တဲ့အနေအထားမျိုးတွေကရှိနေရလဲဖြစ်ပါတယ်။တစ်ဖက်ကပန်တိုဂျာကသာမပြောကောင်းမဆိုကောင်းပေါ့ဗျာသိရမလား။အခြေအနေထားအရာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့တေချာပေါက်ကျွန်တော်တို့ချန်ပီယံဘန်တယောက်အနေနဲ့ဒီလေတိုက်ခံရမယ့်အနေအထားမျိုးတွေကလုံးဝကိုမလွဲမသွေပိုးစိုးပစ်လေတိုက်ခံရမယ့်အနေအထားမျိုးပြီးတော့မီဒီယာရဲ့ထိုးနှက်မှုတွေကလည်းထပ်ပြီးတော့ရောက်လာလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီပွဲမှာလည်းထပ်ပြီးတော့ရှုံးလို့မရဘူးအရင်ရှေ့ကပုံစံတိုင်းပဲကျွန်တော်တို့အနိုင်ယူမယ်ပြီးတော့သူ့ရဲ့ဒါဒုတိယမြောက်ချန်ပီယံခပတ်ကာကွယ်ပွဲစဉ်ကိုအောင်မြင်နေကာကွယ်ပြသွားရမှာလေဖြစ်ပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဘန်အနေနဲ့ဘယ်လိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့ဒါမြန်မာပြည်သက်တွေကိုဒါစိတ်ကြည်နက်မှုရအောင်ပျော်ရွှင်မှုရအောင်လုပ်ပေးနိုင်မလဲလုံးဝတိုင်းကန်လုံးရဲ့အားပေးမှုတွေကိုဘယ်လိုမျိုးသိမ့်ပိုင်အောင်မလဲဆိုတာကထပ်ပြီးတော့စောင့်ကြည့်ရမှာလဲဖြစ်ပါတယ်။ Okay နောက်နေ့မှာတော့ဒါပန်တူဂျာရဲ့ပွဲစဉ်လေးတွေပြီးတော့ဒါဂျော့ရှူအာဘန်ရဲ့ပွဲဟောင်းလေးတွေပေါ့နော်ကျွန်တော်ထပ်ပြီးတော့တင်ပြသွားမယ်အဲ့တော့ဘလာတော့ထပ်ပြီးတော့လေ့လာကြည့်လို့ရတယ်။ Okay ဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။